Hello everyone တစင်ပါရှင်ဒီနေ့အိမ်အလုပ်မဟုတ်ပဲအပေါင်းစင်းလာလုပ်ပြတာပေါ့နော်အလုပ်တော့လို့အမေထင်လို့ဒီဖုန်းထောက်တိုင်နေတကုံမှာထားတာပေါ့နော်တစင်အရင်တော့ကတစင်ဟာတော့ရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါတိတ်ပြီးမကြိုက်လို့ဆိုပြီးအစ်ပြတ်မှာလိုက်ရပေါ့နော်ဒီဟာကကြတော့သူ့ရဲ့လီမိုးလစ်ပါပေါ့နော်အရက်ရှည်တဲ့ကောင်လေးမရလို့စိတ်မညစ်နဲ့နော်ဒီထောက်တိုင်လေးကကောင်လေးအရက်ထက်ပိုရှည်ရပေါ့နော်စားရပါရှင်တစင်အရက်နဲ့ဆိုဒီဟာအများကြီးရှည်ရပေါ့နော်ကြိုက်တယ်လို့ရိုက်360ဒီဂရီလှည့်လို့ရတယ်ပေါ့နော်အရန်နဲ့မမိုက်တဲ့တစင်အကြိုက်ဆုံးအရာလီမိုးပါတာပဲနော်ကိုပုံရိုက်လို့ရှင်ပုံရိုက်ပေးမဲ့သူရှာစရာမလိုတော့ဘူးကိုဟာကိုရိုက်လို့ရတယ်အမတစင်တိုင်းနေပတ်နေတော့မနော်အစတော့လီမိုးပါနေမှမသိခဲ့ဘူးနော်ဆိုင်ကများမထက်လာပေးဘူးလားဆိုတော့လိုက်ရှာကျမဘယ်လောက်မျက်စိကန်းလဲဆိုတာထောက်တိုင်းနဲ့မှပါလာကျမမတွေ့လိုက်ဘူးရှင်ဒါတစင်ကဟိုလှဲ့တီလှဲ့ဟိုကြည့်တီကြည့်ဟိုကန်တီကန်နေနော်ပြီးလို့ရှိရင်တစင်ဘူးတဲ့ကိုပြန်ကောက်ထည့်လိုက်တယ်ပေါ့နော်ရှင်တို့လာပြပေးမှုကျမထုတ်ပြီးတော့ဟိုရိုက်လာပေးတယ်ပေါ့နော်ခုဝလော့ကာစာရိုက်မဲ့တဲလေးတွေတဲလူအမတင်တို့တစင်ကလာပြီးတော့ share ပြန်လုပ်ပေးတာပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် vlog မှာပြန်တွေ့ကြမယ်နော် bye bye